စောနေနေဟုတ်ပြီစောနေအောင်ပါကွာ game 1 game 2 game 3 game 4လည်းမြိုင်းနေပြီ game 5မှာကျတော့လည်းအချင်းချင်းမှာလေတိုက်နေပုံမှာစောနေနေဟိုဘက်က အော်ဒီဘက်က အော်နေဆိုတော့အားလုံးပဲမင်္ဂလာပါ Welcome back our podcast episode 2ကျွန်တော်ရဲ့ DGU Esport podcast episode 2ကနေပြီးတော့အားလုံးကြိုဆိုပါရစေ။အဲတော့ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ player တယောက်ဖြစ်တဲ့ Fine ကိုကျွန်တော်တို့က invite ထားရပါတော့။ဒါ Fine ဆိုတဲ့ player ကလည်းကျွန်တော်တို့က2024 2025အခု2026 DGU မှာဆော့နေတဲ့ player တယောက်ဖြစ်တယ်ပေါ့နော်။ပြီးတော့နောက်တစ်ခုကFine ကကျွန်တော်တို့ဒါ offline ပွဲတွေမှာတွေ့ရတယ်။တစ်ဖက်ကလည်းဒါဓာတ်ပုံတွေမှာတွေ့ရဆိုရင်ဒီလိုမျိုးအပြင်မှာချင်းချင်းကိုယ်နဲ့တင်းတင်းစကားပြောပြီးတော့ဒီဘက်အကြောင်းသားတွေကိုပေါ့တင်းတင်းစကားပြောရမျိုးကရှားတယ်ကွယ်ရှားရဆိုတော့ပထမဆုံး Fine ကိုမိတ်ဆက်ပေးပါမင်္ဂလာပါကျွန်တော်တို့ Fine မှာ DG မှာတော့နေရာစောင့်သားနေပါတယ်โอเคပါအဲ့တော့ဒီမှာမေကုန်းလေးတွေပြုစုထားတယ်မေကုန်းလေးတွေမှာတော်တော်များတီးချင်နေတဲ့မေကုန်းတွေလည်းပါတယ်ပြီးတော့တော်တော်များမေးထားတဲ့မေကုန်းတွေလည်းပါတယ်ပြီးတော့ဒီဘက်က production ဘက်ကလည်းပြင်ဆင်ထားတဲ့မေကုန်းလေးတွေရှိရပေါ့လေအဲ့တော့ပထမဆုံးမေကုန်းလေးခါ Fine ကဒီ DGU Esport ဘယ်လိုမျိုးရောက်လာခဲ့တာလဲဘယ်လိုမျိုးရောက်လာခဲ့ရလဲပေါ့ကိုကြီးကြားတာကတော့ဒီ2024 Uni League Qualifier မှာဝက်တာတို့အသင်းဟိုကျောင်း Qualifier မှာဝက်တာတို့ဝက်တာတို့အသင်းကိုရှုံးပြီးတော့စပြီးရောက်လာတယ်လို့သိထားရတယ်အဲ့တော့အဲ့ဒါလေးတစ်ချက်နည်းနည်းရှင်းပေးပါဦးအဲ့တော့ငါတို့အသင်းနဲ့ပြန်တယ်ကွာငါအသင်းနဲ့ပြန်တော့အဲ့ဝယ်သားတို့အသင်းကိုနောက်ဆုံး run fight နဲ့မရောက်ခင်တဲ့တွေ့ရှုံးသွားရှုံးသွားတော့မရအောင်ကဒီလည်းပြောဒီကောင်နဲ့အသင်းကိုသွားမေးရငါမရအောင်ရမ်းစော့ခြင်းနေကွာကျောင်းသားရမ်းစော့ခြင်းနေအဲ့ဒါဆိုကိုသားပြုနဲ့အရန်စော့ခြင်းနေစော့ခြင်းတော့ဒီကောင်နဲ့အသင်းကိုဝယ်သားတော့ပြောလိုက်တာဝယ်သားအသင်းကလည်းကိုခေါ်မယ်ပေါ့ခေါ်မယ်တော့စော့ပြဟုတ်ပြီအဲ့တော့နောက်တစ်ခုကကြတော့ဒီ e-sport player တယောက်အနေနဲ့စပြီးတော့ ဆော့ပဲဆိုတော့ Fine မိဘရဲ့ reaction အဲ့ဒါလည်းဟိုဒီ community မှာလည်းဒီမိဘရဲ့ဒီတာမီချားရဲ့မှာဒီလို case လေးတွေဖြစ်တယ်ဆိုတော့ဘယ်လိုမျိုး Fine တုံးကမိဘရဲ့ reaction ကဘယ်လိုမျိုးရှိခဲ့ဘူးလဲမိဘရဲ့ game ဆိုရင်ဟိုမဆော့ခိုင်းတာပါပဲ game ဆိုရင်ဒီ game ပြင်ဒီ game မပြောနဲ့ mobile လေးကြမှာပြောနဲ့တခြားဟိုတင်မှာအတုံးလေးရွှေ့တာတော့မှမဆော့ခိုင်းတဲ့ပုံစံဆိုတော့လေအဲ့တော့အဲ့လိုပေါ့ကိုလုံးနိုင်တယ်ဆိုရဲဟာတက်တည်ပြလိုက်တော့လေသူလက်ခံသွားတာပေါ့တကယ်လို့လက်မခံလို့ဆိုလို့ရှိရင်လက်မခံလဲကိုကလောက်တာပဲဆိုတော့သူလက်လျှော့ရတာပါပဲလက်မခံလဲလက်လျှော့ရတာဟုတ်ပါအဲ့တော့ဒါဒီဂျီမှာဆိုလို့ရှိရင်ခုနပြောသလိုပဲဒါ2024 2025 2026အခုချိန်ရှိသေးတယ်အဲ့တော့ဒီဂျီအတွက်ဆိုလို့ရှိရင်ဒါ over player တယောက်ဆိုပြီးတော့ဒါပြောလို့ရတယ်ပေါ့လေအဲ့တော့အဲ့ဒီအပိုင်းမှာကိုဒီ in game play style ဒီဘက်အပြင် live style အနေနဲ့ရောဘာကိုတိုးတက်လာတယ်လို့ထင်လဲ in game ကတော့ပုံမှန်ပါပဲအရင်ကောင်းနေတာမဟုတ်ပါဘူးအပြင်ပိုင်းမှာကျတော့ကိုရီးယားကိုအကြီးဆိုအငယ်ကိုထိန်းရတယ်နောက်လာတဲ့ကောင်တွေကတချို့ကြီးတော့ကိုကထိန်းရတာပေါ့ဟုတ်တယ်ထိန်းရတဲ့အတွက်ကြောင့်ကြီးလို့နေရတာအေးပေါ့အဲ့ရောတိုးတက်မှုရှိပါပြီးတော့သူတို့ analyze လုပ်ဖို့ပွဲကြီးကိုတော်မှကိုဂိမ်းစကီတောင်မကြည့်ဘဲနဲ့ဒီကောင်းနေတော့ကိုပဲလိုက်ကြည့်နေရတာဆိုတော့ဟုတ်ပေါ့ pressure လေးနည်းနည်းတော့ရှိမှာပေါ့ရှိရပါ Okay အဲ့တော့နောက်တစ်ခုကတော့လာမဲ့ VC အတွက်ကိုဘယ်လောက်ထိပြင်ဆင်ထားလဲလာမဲ့ VC အတွက်ကတော့ champion လိုချင်တဲ့အတွက်အကောင်းဆုံးတော့ပြင်ဆင်နေရတာပဲလေဟုတ်တနေ့ကုန်တော့မနိုးတာနဲ့ဂိမ်းစောဖို့ခေါ်တယ်ဂိမ်းစောတယ်နားသိချိန်နားရတယ်ကစားသိချိန်ကစားရပေါ့ကွာပြီးတော့ညဘက်မဲခင်ဒီတော့ဂိမ်းထက်စောရတာပေါ့အေးပေါ့Okay အဲ့တော့ Fine အနေနဲ့ဒီဆော့ခဲ့တဲ့ပွဲတွေမှာpressure အများဆုံးခံစားခဲ့ရ match တွေပြောပြပါလားအဲ့တော့ငါထင်တယ်ဒီ2025 Uni League Varsity Esport Championship နောက်ဆုံးပွဲ KPTC နဲ့ပွဲ pressure တော်တော်များခဲ့မှထင်တယ်အဲ့တော့အပြင်မှာလည်း player အချင်းချင်းကပြန်ပြီး chemistry မိဖို့မလဲညှိနေရတာဆိုတော့အဲ့တော့အဲ့ပွဲလို့တော့ထင်တယ် Fine ကရောဘယ်လိုမျိုးထင်လဲပွဲရဟုတ်ပါတယ်ဒါမဲ့ကိုကpressure များခဲ့ရဆိုတော့ကိုအတွက်လည်းပထမဆုံးသိကြုံဖြစ်တယ်ကွာ2024 Uni League ကပွဲတော့ပေါ့ကွာကိုgrand final မှာ game 5ရောက်နေ
အဲ့တော့ဆိုရင်ပို့ပြီးတော့ pressure များတယ်ကွာ enemy တင်းကလည်းကိုယ်နဲ့ဒီမှာလေရှယ်တိုက်ထားတဲ့ MIC လို့တင်းကြီးမျိုးဆိုတော့ကွာဒီမှာစောနေနေဟိုလေးတိုက်တာစောနေအောင်ပါကွာ game 1 game 2 game 3 game 4လည်းများနေပြီ game 5မှာကျတော့လည်းအချင်းချင်းမှာလေတိုက်နေပုံမှာစောနေနေဟိုဘက်က အော်ဒီဘက်က အော်နေဆိုတော့တော်တော် pressure များတယ်အဲ့တော့ဆိုလည်းအဲ့ game ကအားလေးမှရနေနေကိုရီးယားမေတ္တာကိုဖင်ခုပြီးကာနေရတဲ့တော်တော် pressure များနေတာကွာအဲ့တော့ငါတို့ရှုံးဝင်သွားပြီဆိုပြီးဟိုဘက်ကလေရန်တိုက်တော့မှာဆိုတော့သွားပါပြီဆိုပြီးတော့စိတ် record တွေလည်းပြနေတယ်ငယ်နဲ့ပါလေ record တွေပြတယ်တို့လုံးမြခံနေရတော့ဆိုတော့အဲ့လိုမျိုးဆိုတော့တော်တော် pressure တော့များခဲ့နောက်ဆုံးပဲနိုင်သွားတော့လည်းရင်းနဲ့အလုံးကြီးကြောက်သွားတယ် Okay အဲ့တော့နောက်မိကုန်းတစ်ခုကတော့ first tournament experience ပေါ့နော်ဒီ online မှာပဲဖြစ်စေဒီ offline မှာဖြစ်စေနှစ်ခုလုံးဖြည့်လိုက်ပေါ့first tournament experience ဆိုတော့ဖြစ်မလဲ first tournament experience က online ကဆိုရင်တော့ကိုယ်အကြီးတော့မဟုတ်ပါဘူးကွာကိုယ်စားစော့ခဲ့ရဆိုတော့အတန် weekend ပတ်တယ်လိုမျိုးပွဲမျိုးအဲ့ပွဲမျိုးတွေမှာဟိုခုနက8ခါလောက်တော့ကိုယ်ချန်ပီယံတော့ဖြစ်ခဲ့ဆိုမဲ့ကွာအဲ့မဖြစ်ခဲ့ခင်တော့ချန်ပီယံပထမဆုံးချိန်မရသေးခင်ကြည့်တော့ကိုယ်ရှေ့မှာတော့ထောက်ချောက်ရှုံးတာပေါ့သိရမလားအဲ့ဒီရဲ့ရှုံးတဲ့သင်ခန်းစာတွေယူပြီးတော့ပဲနောက်ပိုင်းတော့တဖြည်းဖြည်းဆော့ရပွဲတိုင်းတော့အကောင်းဆုံးတော့ဆော့ပြီးတော့ချန်ပီယံတွေတော့ရခဲ့အောင်offline ပွဲမှာကြတော့လည်းအဲ့လိုပေါ့ Unili က2024 Unili ပွဲကတော့ပထမဆုံးဆိုပေမဲ့ကွာငါတို့အဲ့ရှေ့မှာလည်းအဲ့အသင်းနဲ့ပဲအရင်ကအသင်းနဲ့ပဲကွာငါတို့အဲ့ချန်ပီယံဝေးတို့ဘာတို့ငါတို့ဆော့ခဲ့ offline ပွဲဟုတ်တယ်အမှဆော့ခဲ့ပြီးတော့ချန်ပီယံတွေရခဲ့အသင်းကိုယုံကြည်မှုတွေတိုးလာတယ်ကွာတိုးလာတဲ့အတွက်ကြောင့်တော့အဲ့ Unili 2024မှာတော့ပွဲကြီးဆော့ရတယ်ဆိုပေမဲ့လည်းရရင်တော့ပြချာတော့များတော့ပေါ့ကွာကြုံလုံးပြောရရင်တော့2024 Unili က Unili တွေမှာအကောင်းဆုံးတော့ပြောပြရတယ်နော်ဒီ media day ကအစားနောက်ဆုံးငါတို့စုပွဲအဆုံးထိနော်ဟုတ်တော့ကောင်းပွဲလဲပူအရင်အဲ့တော့တော်တော်ကြီးတော့ pressure လည်းပုံများတယ်အဲ့တော့နောက်တစ်ခုကတော့ဒီ team leader တယောက်အနေနဲ့ပေါ့နော်အခု team leader တွေဖြစ်နေတယ်ဆိုတော့အခုဒါ player တွေကိုလည်းထိန်းရသိမ်းရတဲ့အပိုင်းတွေပါတယ်ထိန်းရသိမ်းရတဲ့ပြင်မှာ game play တွေသင်ပေးရတဲ့အရှိပါရှိတယ်ဆိုတော့ team chemistry က game play ထက်ပိုပြီးတော့အရေးကြီးတယ်လို့ထင်လားfinal နဲ့ cry after match ဖြစ်ဖို့လားပွဲပြီးတဲ့အချိန်မှာငိုရတဲ့ပွဲတစ်ပွဲပေါ့နော်ငိုခဲ့ရလား